ဇရက်ဆိုတာလူနာဖို့တသက်ပဲလားတင်မတည်သေးတဲ့ဇရက်ရဲ့လှုပ်ဝက်ချက်တကယ်တော့ဇရက်ဆိုတာရှေ့ခေတ်မြန်မာလူမျိုးတွေရဲ့ Facebook ပါပဲဟုတ်ပါတယ်ဖုန်းနဲ့အင်တာနက်တွေမရှိတဲ့ခေတ်မှာရွာတွေနဲ့တရွာသတင်းစကားတွေဘလို့စီစဉ်လဲဆိုတော့ဒီဇရက်ကနေဆင်းလာတာပါခီးသွားတွေကဇရက်မှာဝင်လာရင်ရေရိုးစင်ရေကိုတောက်တယ်အမောဖြည့်နေဟိုရွာမှာဖျားပွဲရှိတယ်ဒီလမ်းမှာတော့မိုးကောင်းနေဆိုပြီးသတင်းတွေဖောက်နေကြတယ်ဒါကြောင့်မွန်စကားဇာခွဲယာရည်ပတ်တာဇရက်ကနေလာတဲ့ဇရက်ဆိုတာအမောပြေတက်မဟုတ်ဘဲနဲ့ရှေးခေတ်ရဲ့သတင်းချက်လက်စုံချက် information ဟက်ကြီးတစ်ခုဖြစ်ခဲ့တာပါဘယ်သူမှမသိတဲ့သူကဒဇိန်းတွေအတွက်ကိုပိုင်ငွေစိုက်ပြီးတော့နေပူတံမိုးတံလွတ်ပါစေဆိုတဲ့စေတနာတမန်နဲ့လှူခဲ့တဲ့မြမစရင်ကတော့တကယ်ကိုလေးစားစရာပါပဲမိတ်ဆွေတို့ရောနေသွားတော့ကဝင်လာမှုရဲ့အမှတ်တရဇရက်လေးတွေရှိရင်ကွန်မန့်မှာပြောပြခဲ့ကြပါဦးဗျာ